အတူနဲ့အန်ဒရီးမီရှယ်လင်းဆိုတဲ့ပြည်내လူမျိုးမီရှယ်လင်းကားတာယာကုမ္ပဏီပိုင်ရှင်ညီကိုနှစ်ယောက်ကနေ1900ခုနှစ်မှာလူများကြားမှာကားအသုံးပြုမှုပုံမတွင်ကျလာပြီးကားတာယာတွေပိုရောင်းရဖို့ရည်ရွယ်ချက်နဲ့ဓာတ်ဆီဆိုင်တွေဟိုတယ်တွေကားဝက်ရှော့တွေနဲ့စားသောက်ဆိုင်တွေကိုဖော်ပြထားတဲ့လမ်းညွှန်စာအုပ်မီရှယ်လင်းဂိုက်ကိုအခမဲ့စတင်ဖြန့်ဝေပေးခဲ့ပါတယ်1920ခုနှစ်မှာတော့လမ်းညွှန်စာအုပ်ကိုအခကြေးငွေနဲ့ပြောင်းလဲရောင်းချခဲ့ကလှုပ်ဝက်စစ်ဆေးတဲ့သူတွေကိုပါခန့်ခဲ့တဲ့အပြင်စားသောက်ဆိုင်တွေကိုလည်းအမျိုးအစားခွဲဖော်ပြတာကိုလှုပ်ဆောင်လာခဲ့ပါတယ်1926ခုနှစ်မှာတော့အရေးသေးကောင်းမွန်တဲ့စားသောက်ဆိုင်တွေကို one star ပေးပြီးအဆင့်သတ်မှတ်ဖော်ပြတာကိုစလုပ်ခဲ့ပါတယ်1931ခုနှစ်ရောက်တဲ့အခါမှာတော့အရေးသွေးကောင်းမွန်တဲ့စားသောက်ဆိုင်ကို 1 star ရေသွေးကောင်းမွန်ပြီးသွားရောက်တဲ့စားသောက်ဆိုင်ကို2 star နဲ့အရေးသွေးကောင်းမွန်ပြီးသွားတဲ့စားသောက်ဆိုင်ကို3 star စသဖြင့်အဆင့်3ဆင့်ခွဲတဲ့နည်းစနစ်ကိုစတင်ပြောင်းလဲခဲ့ပါတယ်1936ခုနှစ်မှာတော့အရသာနည်းစနစ်အချိန်အစားအသောက်ခင်းကျင်းတဲ့ပုံစံစသဖြင့်စစ်ဆေးမှုစံနှုန်းအသစ်တွေကိုထုတ်ဝေခဲ့ပြီးစစ်ဆေးတဲ့သူတွေကလည်းနည်းစနစ်တကျနဲ့ပြောင်းလဲစစ်ဆေးခဲ့ပါတယ်ဒီနေ့အချိန်မှာတော့မီရှယ်လင်းဂိုက်ကိုကမ္ဘာအနှံ့နိုင်ငံပေါင်း40ကျော်မှာထုတ်ဝေလျက်ရှိပြီးမီရှယ်လင်းစတားကိုရရှိတဲ့စားသောက်ဆိုင်တွေအနေနဲ့ကမ္ဘာအစားအသောက်အဆင့်သတ်မှတ်ချက်စံနှုန်းအမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုရယူနိုင်မှာပဲဖြစ်ပါတယ်